social media platform တွေဆိုတာတကယ်တော့မျှော့လို့ပဲတကယ်တော့မျှော့တဲ့တော့ပိုဆိုးသေးတယ်မျှော့ရမှာတွေးဆုပ်တာဝါသွားရင်ကြွားကြတာသေးတယ်ဒီ social media platform တွေကကျတော့ရလေဒီဆုပ်ချင်လေပဲ okay ကျွန်တော်ဒီနေ့ social media platform တွေကကျွန်တော်တို့ရဲ့ insecurity ကိုအသုံးချပြီးတော့ဘလို့တောက်ကြည့်အောင်နေလဲဆိုတာကိုခင်ဗျားတို့သိသွားအောင်လို့ကျွန်တော်ပြောပြပေးမယ်အဲ့ဒါတွေကိုမပြောပြခင်ခင်ဗျားတို့အနေနဲ့ဒီ social media platform တွေကဘလို့ပတ်စံရှာလဲဆိုတာကိုသိဖို့လိုတယ်သူက attention economy လို့ခေါ်တယ်လူတွေရဲ့ attention ကိုရောင်းစားတဲ့ business model ပေါ်မှာရပ်တည်နေရတာဗျာဒီ attention economy ထဲမှာကျွန်တော်ရင်းချက်တဲ့စကားတစ်ခုရှိတယ်အဲ့ဒါ if you are not paying for the product you are the product တဲ့ product တစ်ခုအတွက်ပတ်စံမပေးအောင်ဆိုရင်ကိုယ်တိုင်က product ဖြစ်နေလို့ဆိုတော့ကျွန်တော်တို့ကဒီ social media ကြီးသုံးတဲ့အခါပတ်စံတော့မပေးရမယ်အလားသုံးနေရတာတော့မဟုတ်ဘူးကိုယ့်ရဲ့အချိန်နဲ့ attention ကိုပေးပြီးတော့မှသုံးနေရတာဗျာ social media platform တွေကသူ့အထဲမှာကျွန်တော်တို့က scroll နေတဲ့ချိန်ကြော်ညာရှင်တွေစီကနေပတ်စံယူပြီးကြော်ညာခိုင်းထားတဲ့ဒီကြော်ညာတွေကိုခင်ဗျားရဲ့ new video မှာညံ့ညံ့ပြီးကြော်ညာပြီးခင်ဗျား10 minute ကြည့်လို့ကြော်ညာတစ်ခုပြလို့ရတယ်ဆိုရင်တနားကြီးကြည့်ရင်ရှောက်ခုအောင်ကြော်ညာလို့ရပြီဟုတ်ပြီဒါဆိုရင်ကြော်ညာများပြလို့ရအောင်ခင်ဗျားကို app ထဲမှာဘလို့တရားထားရမလဲဆိုရင်တွေ့ပါရဲ့ခင်ဗျားကိုမနာလို့စိတ်ဒေါသတွေအားငယ်စိတ်တွေအဲ့လို negative feeling ရတယ်ပူပြီးပြလိုက်အောင်မယ်ဘာလို့ negative feeling နေမှာလဲလူပျော်ထားပြီးတော့ကြော်ညာလို့မရဘူးလားဒါကိုသိဖို့ဆိုရင်ကျွန်တော်တို့အုံတော့အကြောင်းနည်းနည်းပြမလို့ရမယ် psychology တယောက်ဖြစ်တဲ့ Rick Hanson ကလူအုံတော့ရဲ့တဘာဝအကြောင်းကိုရိုးရှင်းသေးပြောရတဲ့စကားတော့ရှိရဲ့လူအုံတော့ကမကောင်းတဲ့အတွေ့အကြုံတွေရတော့ကတ်ခွာလိုမျိုးဆွဲနေပြီးတော့ကောင်းတဲ့အတွေ့အကြုံတွေရကြတော့ဘယ်လိုမကောင်းသုံးတဲ့ definitely လို့ရှောလွယ်တယ်တဲ့ဒါကို negativity bias လို့ခေါ်တယ်ဒါကိုသိရဲ့ social media app တွေကကိုယ်စိတ်နှောက်ယှက်ဖြစ်စေတဲ့ post တွေနိုင်ငံရေးသတင်းတွေပွဲတွေဒါမှမဟုတ်သူများတွေရဲ့အရန်အောင်မြင်နေတဲ့ post တွေအဲ့လိုဟာတွေကိုပဲကိုယ်ပြတယ်အဲ့လို post တွေကိုမြင်ပြီးတော့ comment ဝင်ရတော့ဝင်ဖတ်တာလုပ်တဲ့အခါသူ့ app ထဲမှာအချိန်ပိုပြီးကုန်ပြီးသွားတာပေါ့အဲ့ဒီ negative feeling တွေထဲမှာဒီ social media ရဲ့အကျဉ်းဆုံးလက်နက်က insecurity ပဲလူတစ်ယောက်ကစိတ်တူပြီးတော့9မိနစ်လောက်နေတဲ့အခါကျရင်ပျောက်သွားတယ်ပဲ insecurity ဆိုတာကကြတော့တစ်စိမ့်နဲ့လောင်ရင်ပြီးလို့တစ်တေချာသွားရင်တော့ပျောက်မသွားဘူးဒီ insecurity ဖြစ်လာအောင်လို့ဘယ်လိုလဲဆိုတော့ဒီလိုလူတစ်ယောက်က scroll နေတော့သူများတွေရဲ့လှတဲ့ပုံတွေအောင်မြင်တဲ့ပုံတွေတွေ့ရတာဗျာအဲ့ဒီခါ तू ကသူများရတော့လှလို့အောင်မြင်လို့ကွာငါတော့ခွေးဖြစ်နေဆိုတဲ့စိတ်တွေဝင်လာတယ်သူများနောက်ရောက်နေဆိုတဲ့စိတ်ကနေငါဘာလို့အဲ့လောက်ညံ့နေရလဲငါရုပ်ကြီးကဘာလို့အဲ့လောက်ကြီးစိုးနေရလဲဆိုတဲ့ insecurity ဘက်ကိုပြောင်းသွားပြီဗျာအဲ့ insecurity ကြောင့် तू ကစိတ်ညစ်လာတဲ့ခါဒီ dopamine အမြန်ပေးရတဲ့ social media app တွေထဲမှာပဲအချိန်ပြန်ကုန်ပြီပါလေရောညင်တောင်ပြောရရင်ဒဏ်ရာပစ်လိုက်ဆေးပစ်လိုက်ရလို့ကုတ်လို့ရတယ်လို့ပြောဗျာအဲ့လိုကိုတမဲကိုစားရင်လည်း insecurity ဖြစ်လာအောင်လုပ်ပေးနေတဲ့အဓိကတေခံတွေက algorithm တွေလို့ပြောလို့ရတယ်ကျွန်တော်ကြည့်နေတဲ့ new feed တစ်ခုလုံးဆိုတာကျတော့ random မဟုတ်ဘူးဗျာဒီ algorithm တွေကကျွန်တော်ဘာကြည့်လဲဘာတွေကြိုက်လဲဘလို့ post မျိုးကိုတွေ့ရင်ပို့ကြကြည့်တယ်လဲဆိုတာအစားလိုက်ချောင်းနေတာရှင်းပြောရရင်ခမ ्या အကြောင်းကိုခမ ्या မိသားစုကြီးခမ ्या sorry ထားပါဒီကောင်နဲ့ပိုးတည်ခမ ्या ရဲ့အာဏာချက်တစ်ခုခုကိုတွေးလိုက်ပြီဆိုတာနဲ့အဲ့အနဲ့ပတ်သက်ပြီး insecurity ပိုးဖြစ်အောင်လုပ်ပြီးမှ content တွေပဲပိတ်ပြတယ်ဥမာခမ ्या ကခွေးရုပ်ရည်နဲ့ပတ်သက်ပြီးတော့စိတ်အလိုမကျဖြစ်နေအောင် algorithm တီးတဲ့အခါဒီဘေးကရုပ်ဆိုးလို့စိတ်ညစ်နေရပဲဆိုပြီးတော့ documentation video တွေညနာခွဲစီတာတွေ beauty standard တွေအဲ့လို post တွေကိုခမ ्या ရဲ့ new video ပိတ်ထည့်ပြီးသူတို့လိုမှမလှရင်ခမ ्या လူစင်မမီဘူးဆိုတဲ့ insecurity ကိုရိုက်ထည့်ပြီးတော့ CCTH ဆိုတဲ့ organization တစ်ခုရဲ့လေ့လာတွေ့ရှိရတဲ့ဆိုရင် TikTok ရဲ့ algorithm တွေက user ရဲ့အားနည်းချက်ကိုကြည့်ပြီးတော့သူတို့ရဲ့ insecurity ကိုပိုပြီးဆိုးအောင်လုပ်ပေးနိုင်တဲ့ content တွေပဲပြရဲတဲ့တကယ်တော့ algorithm ဆိုတာကျတော့လူမို့တော့လူချင်းဝတ်တွေပါလဲနားမလဲဘူး engagement ကောင်းရင်ပြရပဲချဆိုပြီးတော့သူတို့ပြမှာပဲအဲ့တော့ဗျာဒီကတော့ insecurity ဖြစ်လာတဲ့အခါ post ဆွဲ post scroll နဲ့အချိန်ကြီးကုန်ပြီးတော့နောက်ဆုံးဗရရဲဆိုတော့ဘာမှလည်းမရဘူးစိတ်တီပုံညစ်လာပဲရှိတယ် okay အဲ့လိုဆိုရင်ငါတို့က social media ကြီးမသုံးအောင်လားဆိုပြီးတော့ခင်ဗျားတို့ကတွေ့ရင်တွေ့လိမ့်မယ်ခုခေတ်မှာကျွန်တော်တို့နဲ့ social media ဆိုတာရင်းနဲ့ကြာလို့ပဲတကယ်ကြီးနေဖုံးပြောမလားပူတူရရဖို့လားကဘာကြီးမှဘာကြီးဖြစ်နေလဲသိဖို့လား opportunity ရဖို့လားနောက်ဆုံးမြန်ဖီးကြလားဒါတွေအကုန်လုံး social media ပဲအလုပ်လုပ်ရတယ်လို့ပြောလို့ရတယ်ကျွန်တော်ဆွမ်းနာကပြောတဲ့ပုံစံကကျတော့ social media ရဲ့ billion လီမီနစ်ဖြစ်နေတကယ်တော့ social media ဆိုတာကိုယ် insecurity ဖြစ်လာအောင်အဓိကလုပ်ပေးနေတဲ့တေခံတော့မဟုတ်ဘူးရဲ့ဒါမဲ့ဒီကောင်เนี่ยကိုယ်မှရှိပြီးသား insecurity ကိုမိလောကလေးပြည့်နေလို့ပြောလို့ရတယ်လူရဲ့စိတ်ခံစားချက်တွေကစီးပွားရေးအမျက်ထုတ်စရာဖြစ်လာတဲ့အခါ social media company ကြီးကဒါတွေကိုပြောင်းလုပ်ပေးဖို့အတွက် set ပြီးတရှိနေဖို့ပဲအားပေးလာကြတာပေါ့ဗျာဘာဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်တိုင်ကြောင့်လည်းပါတယ်လို့ထင်တာပဲကဲခင်ဗျားတို့အနေနဲ့ရောဒီ social media platform တွေကိုဘယ်လိုထင်လဲသူတို့ရဲ့ app တွေကျွန်တော်တို့အလကားပေးသုံးထားတဲ့စီနာရှင်ကြီးလို့ခင်ဗျားတင်မိသေးလား
ဒါမှမဟုတ်ကိုယ့်ရဲ့အားနည်းချက်ကိုအသုံးချပြီးတော့ကိုယ်တောက်ကျင်ရုပ်တယ်ဆိုပြီးတော့စိတ်တုံးမိလား comment မှာဖြေထားကြပါအောင် okay bye bye